လက်ပြီးတော့အမတ်တရားလက်ဆောင်ချင်းမြင့်ရင်အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ရှင်အမတ်တရားလက်ဆောင်ချင်းမြင့်ဖို့အတွက်ချင်းမြင့်ပေးဖို့အတွက်ဦးခန့်ပြိုးလင်းကိုစမင်းမော်ကိုဖိတ်ကြားပါရရှင်ပထမအဆုံးအနေနဲ့အမတ်တရားလက်ဆောင်ကိုလက်ခံပေးဖို့အတွက်ကျမတို့ရဲ့ Managing Director ဦးစိုးမိုးကိုစမင်းမော်ကိုဖိတ်ကြားပါရရှင်မန်နေဂျာဒေါက်ဆုံးဖို့ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့ကိုခန့်ခဏလေးနေပါအောင်နော်ဆက်လက်ပြီးတော့ဒါရိုက်တာဖြစ်သူဒေါ်မိုးသူစာကိုစင်မြင့်မော်တို့လက်ဆောင်ပစ္စည်းလက်ခံပေးပါရန်ဖိတ်ကြားပါရရှင်အားလုံးပဲသိကြတဲ့အတိုင်းမမိုးဟာဆိုလို့ရှိရင်မမိုးလိုပဲခေါ်လိုက်မယ်နော်ဒီမိုဘိုင်းကင်းကြီးရဲ့ဘယင်မကွင်းပေါ့နော်မိုဘိုင်းကင်းရဲ့ကွင်းမှာမမိုးရဲ့လမ်းညွှန်မှုအမှာအားလုံးပဲလိုက်ပြီးတော့လုပ်ငန်းရေးတော်တော်အောင်မြင်အောင်ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မမိုးသူစာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆက်လက်ပြီးတော့ဦးခန့်ဖြိုးလင်းရနေပဲ Best Team Player တွေကိုဆုပေးပေးမှာဖြစ်ပါတယ်ရှင်မတရားလက်ဆောင်ပစ္စည်းလေးပေးမှာဖြစ်ပါတယ် Best Team Player ဖြစ်တဲ့ Admin Team ကိုနော် Admin Team ကိုလက်ခံမှုအတွက်မဝင်းနေကိုဖိတ်ခေါ်ပါရရှင်စမင်းမော်ကိုဟုတ်ကဲ့admin တင်ရလူတွေအစင်မောကြွပါအဲ့တော့ batting player ဆိုတဲ့ဆုကို admin တင်ရသွားခဲ့တာကတော့စိုင်ခွဲအသီးသီးဌာနအသီးသီးကနေအယောင်ပိုင်းနဲ့သက်ဆိုင်တဲ့အခါမှာလုံးဝ player team player ဆိုတဲ့အတိုင်းပဲမကြီးမညူပဲနဲ့ဝေးလန်းချောင်းတွေကိုပူးပေါင်းပါဝင်ပြီးတော့ဖြည့်ဆည်းပေးတာမလို့ပါနော်အခုပေးမယ် customer service award ဆုကိုရသွားတဲ့လူတွေကပေါ့နော်။ဘာကြောင့်ရသွားလဲဟေးဆိုရင် team web ကြရော customer service ပိုင်းမှာရောအတက်နိုင်ဆုံး percentage အများဆုံး service ပေးပြီးတော့မှ error လည်းဖြေရှင်းပေးပြီးတော့မှအကောင်းဆုံးလုပ်ပေးသွားတာမျိုးရရှိတာပါနော်။ Customer Service Excellent Award ကို Samsung Service Center မှာရရှိသွားပါတယ်ရှင်ဟုတ်ကဲ့ဆုတက်ယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင်ဆမ်ဆောင်း Service Center ဒီကောင်မတော်မတွေအကုန်လုံးဖွဲ့လိုက်တက်ခဲ့ပေးပါစင်ပေါ်ကိုဆုချီးမြှင့်ပေးပါတော့ Head of Sales ဖြစ်တော့မတ်သစင်ရဲ့ပြင်အားကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင် Employee of the Year ဆုကိုကြေညာမှာဖြစ်ပါတယ်ဒီဆုကိုပေးဖို့အတွက်ဒေါ်ရင်ရင်အေးအားဆင်မြင့်ပေါ်သို့လင်းရယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင် Employee of the Year ဆိုတဲ့ award ကတစ်နှစ်ပတ်လုံးမှာဘလို့ဖြစ်ဆုံးဝင်တဲ့ကိုပေးတာလေအကုန်လုံးပါရယ်နော်သူ့ရဲ့လောက်ရမယ် JDG watch တွေကောင်းတာတွေရောလုပ်ငန်းတာဝန်ပြီးစီးတာတွေရောပြီးသွားရင်ပေါင်းတင်ဆက်ဆံရေးကောင်းတယ် communication ကောင်းတယ် relationship ကောင်းတယ်ဆိုတဲ့အရာတွေအကုန်လုံးကိုဘာလို့တာလဲစုစည်းပြီးတော့မှဒီ award ကိုရတာပါနော်အဲ့တော့ဒီ award ပြရမယ့်သူတွေရင်ကုန်သွားဆောင်စားပါတယောက်ချင်းစီကြေညာပေးပါမယ် Employee of the Award ဆုကို Samsung Showroom 1မှကိုပိုင်စိုးဝေအားရရှိပါတယ်ရှင်ဆက်လက်ပြီးတော့ Employee of the Year Award ဆုကိုပြည့်ပြည့်စင်ဌာနမှာမတ်နော်ဟဲဆယ်ဖို့ဖြစ်ပါတယ်ရှင်
ဒီနေ့မှာ Employee of the Year Award ကိုနှစ်ယောက်ပဲပေးပေမဲ့လာမယ့်2026ပွဲမှာမတို့အများကြီးပေးချင်ပါတယ်နော် Employee of the Year Awards တွေကိုနော်အဲ့တော့ဝန်ထမ်းတွေအားလုံးပိုင်နိုင်အောင်စူးစမ်းပေးကြပါနော်ကဲအခုနောက်ထပ်စုထပ်ကြည့်ညာပါမယ်အဲ့ဒီကောင်ကတော့ Employee Improvement Most Improvement Award ဖြစ်ပါတယ်အဲ့ဒီကောင်ကိုတော့ဘာလို့ရသွားလဲဆိုရင် improve လို့ပြောတဲ့က तू ကဘာဖြစ်လို့ရတာလဲတိုးတက်အောင်မြင်အောင်စူးစမ်းလို့ရတာပါเนาะအဲ့တော့စိုင်ဘက်ကရောယုံဘက်ကရောဘာတွေပါလဲဆိုဝန်ထမ်းတွေကိုတေးချာစီစီရွေးချယ်ပေးထားပါတယ် department head တွေနဲ့အမားတို့တွေနဲ့အကုန်လုံးပေါ့เนาะအဲ့တော့အမားတို့ရဲ့2024တစ်နှစ်ပတ်လုံးမှာကိုရောလုပ်ငန်းကိုရောတိုးတက်လာအောင်စူးစမ်းပေးတဲ့ဝန်ထမ်းကိုရှင်းမြင့်မြောက်စားတဲ့စုဖြစ်ပါတယ်ဒီလိုပဲဒီစုအတွက်ရင်ခုန်ဆောင်စားပေးပါเนาะ Improvement Employee Award စုကို Mobile Game Service Center မှာကိုပြည့်စုံကျော်ရရှိပါတယ်ရှင်ဟုတ်ကဲ့ဆက်လက်ပြီးတော့ certificate prize ကိုဆုချီးမြှင့်ပေးဖို့အတွက်ညီမတို့ဒါရိုက်တာဒေါ်မိုးသူစာအားဆင်မြင့်ဖို့တို့တက်ရောက်ပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင်ဟုတ်ကဲ့ဆက်လက်ပြီးတော့ Most Improvement Employee Award ဆုကိုနောက်ထပ်တစ်ယောက်ထပ်ကြေညာအောင်မယ်နော်ဟုတ်ကဲ့ပါနောက်ထပ်တစ်ယောက်အနေနဲ့ကတော့ကိုပိုင်ဟိန်းကျော်မရရှိသွားတာဖြစ်ပါတယ်ရှင်အဲ့တော့ကိုပိုင်ဟိန်းကျော်အားဆိုရင်တော့အရင်တော့ဒီဘက်ဆိုင်ရနေပြီးတော့မှအခု main branch ဖွင့်လိုက်တဲ့အချိန်မှာပြောင်းလာပြီးတော့မှဆိုင်မှာစူးစမ်းစွာနဲ့အလုပ်လုပ်ပေးပါတယ်ကိုတိုးတက်အောင်ဆိုင်တိုးတက်အောင်စူးစမ်းပေးတာဖြစ်တဲ့အတွက်ဒီလိုစုကိုရှင်းပြပေးတာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့နောက်ထပ် Most Employee Award ဆုကိုရရှိသွားတဲ့သူကတော့မျိုးမင်းပိုင်ဖြစ်ပါတယ်ရှင်အဲ့တော့မောင်လေးမျိုးမင်းပိုင်အားဆိုရင်ဆိုင်မှာအလုပ်တွေကိုဟေးဆိုရင်မကြီးမညူပဲနဲ့ဘာလုပ်ပေးလဲဆိုတော့အကုန်လုံးကိုလုပ်ပေးတယ်ပေါ့နော်လူကြီးစကားဆိုလည်းပဲနားထောင်တယ်လမ်းညွှန်ပြသမှုတွေကိုလည်းလိုက်နာတယ်စီကံလည်းရှိတယ်အလုပ်ချိန်တွေမှန်တယ်ပြီးွားပြီးဟေးဆိုရင်ညတွေဆိုလည်းဘလောက်ဆိုင်ဖွင့်ချိန်ပိတ်ချိန်နောက်ကြသူလုပ်ပေးနိုင်တယ်ပြည့်ရက်ဆိုလည်းမရှိဘူးပေါ့နော်ဒီလိုဟာမျိုးတွေကြောင့်သူဒီစုကိုရရှိသွားတာပါနော်ဆက်လက်ပြီးတော့ဆိုင်နေမှာညီမတို့ 5S တွေလုပ်တယ်ခိုင်းဆန်နေတင်တယ်အဲ့ဒီအတွက်ကိုမှစီကံအလိုက်နာဆုံးနဲ့ 5S ကိုအမှတ်အပြည့်ရရှိသွားတဲ့စုကိုကြော်ညာပေးမှာဖြစ်ပါတယ်ဒီစုကိုစုချင်းမြင့်ပေးဖို့အတွက်ဒေါ်သစင်ရဲမြင့်အားစင်မြင့်ပေါ်တို့နေရာယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင်အဲ့တော့ 5S တွေတောက်ချောက်လူကြီးတွေကနေစစ်ဆေးဖို့တာဝန်ကျတဲ့သူတွေကစစ်ဆေးပေးနေတယ်အမားတို့ရေတောက်ချောက်ဆိုင်ဆိုလဲဆိုင်ရုံးဆိုလဲရုံး department အတီးတီးဆိုင်အတီးတီးကိုမလုပ်ပေးလဲဆိုတော့စစ်ဆေးနေရပါတော့အဲ့တော့အခုစုရပါတဲ့သူကသတ်မှတ်ထားတဲ့ 5S ရဲ့အချက်တွေအကုန်လုံးနီးပါးကိုမလုပ်လို့လဲပြည့်မီလို့အရန်ကောင်းလို့ရသွားတာပါเนาะဒီစုဟုတ်ကဲ့ပါရှင်ဒီစုကိုလက်ခံပေးဖို့အတွက် Samsung Showroom အောင်မင်္ဂလာ team ကစင်မြင့်ပေါ်ကိုနေရာယူပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင်ဒီစုကို Samsung Showroom အောင်မင်္ဂလာမှာရရှိသွားတာဖြစ်ပါတယ်เนาะဆက်လက်ပြီးတော့ဆိုင်ခွဲအလိုက် bonus ပေးခြင်းအစီအစဉ်စတင်မှာဖြစ်ပါတယ်ရှင်။ဆက်လိုက်
ဟုတ်ဆိုင်ခွဲများအတွက် bonus များပေးရခြင်းစီစဉ်မှာညီမတို့ Mobile King Trading Company Limited ၏ Director ဖြစ်တော့ဦးစိုးမိုးမှာစမြင့်ပေါ်သို့တက်ရောက်ပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင် Invest ဦးစိုးမိုးမှာစမြင့်ပေါ်သို့တက်ရောက်ပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင် Investပထမအဆုံးအနေနဲ့ Samsung Service Center Team မှာစုကိုလက်ခံယူပေးပါရန်စမြင့်ပေါ်သို့ဖိတ်ကြားအပ်ပါတယ်ရှင်ဆက်လက်ပြီးတော့ Mobile King Service Center မှာစုလက်ခံယူပေးပါရန်စမြင့်ဘက်သို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆက်လက်ပြီးတော့ Department Head အားလုံးရဲ့ကိုစား Business Development Manager ဖြစ်တဲ့ကိုခန့်ဖြိုးလင်းမှစုလက်ခံယူပေးပါရန်စမြင့်ဘက်သို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဘောနပ်များချီးမြှင့်ပေးပါတော့ဆရာဦးစိုးမိုးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့ Mobile King Trading Company Limited ၏ Director ဖြစ်သောဒေါ်မိုးသူစာမှစုချီးမြှင့်ပေးပါရန်စင်မြင့်ပေါ်သို့ဖိတ်ကြားအပ်ပါတယ်ရှင်ဒီစုကို Samsung Showroom 1မှာရရှိပါတယ်ရှင် Samsung Showroom 1စင်မြင့်ပေါ်သို့တက်ရောက်ပေးပါရန်ဖိတ်ကြားအပ်ပါတယ်ရှင်ဆက်လက်၍ Samsung Showroom 2မှာလက်ခံယူပေးပါရန်စင်မြင့်ပေါ်သို့ဖိတ်ကြားအပ်ပါတယ်ရှင်စုချီးမြှင့်ပေးပါတော့ညီမတို့ဒါရိုက်တာဒေါ်မိုးသူစာအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆိုင်ရလိုက်ရရှိတဲ့ဘောနပ်စုများကိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကြံရှိနေတဲ့စုကိုရှင်းပြပေးဖို့အတွက် Mobile King ရဲ့ Head of Sales ဖြစ်တဲ့မက်သဇင်ရဲမြင့်ကိုစင်မြင့်မော်ကိုလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဘောနပ်ကိုဒီ yearly bonus ကိုလက်ခံရယူဖို့အတွက် showroom 3မှဝန်ထမ်းများကိုစင်ပေါ်သို့ကြွားရောက်ပေးပါရင်ဖိတ်ခေါ်အပ်ပါတယ်ရှင်yearly bonus ယူဖို့အတွက် showroom 4ဝန်ထမ်းများကိုဖိတ်ခေါ်ပါရရှင်